ခင်ဖုံးတော့ဝေနင်းလွမ်းစရာရှိလို့ကျွန်တော်မအားသေးကြောင်းပြောလိုက်မိပါတယ်ခင်ဖုံးတော့ဝေမေနဲ့ဩဂတ်မှာအရင်လေးတွေတိုက်ရင်အရင်ပန်းတွေပဲပွင့်ကြအောင်ပါလိုအပ်ရင်ပန်းအသစ်တွေလည်းပေးဖို့ဘယ်အပင်ကိုမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြေးဝလွမ်းခွင့်ရတာဟာလေလူဖြစ်စုံနှမှုအခက်ခဲတစ်ခုပါကွယ်ခင်ဖုံးတော့ဝေကြားလိုက်လားတော့မသိဘူးတချို့ဆိုဒိုးရှိုးပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းမေးကအချိုရည်ဘူးဝင်လေးကိုပိတ်ကန်ပစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်မုတ်တွေဖတ်မယ်တတိရှိခြင်းအောင်ဆောင်ပြီးစပယ်ယာကိုပူကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါအထရရီတောင်စုကြီးတိဆောက်တာကအစားရှန်ကုန်မီဝိုင်းကကျင့်ဝတ်ဆိုင်ရာပြဿနာတွေထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးတဲ့အကောင်တွေမျိုးတုံးသွားဖို့အရေးကြီးလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရင်ထိတ်လန့်နေတဲ့အစွမ်းအစအမျိုးမျိုးကိုပိုင်ဆိုင်မှုလွယ်ပါလိမ့်မယ်စင်ကျင်နှုတ်တရားကိုခြာရည်ဖို့ပို့စကတ်လေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်စပယ်ပြူတုံးကမှခင်ဖုံးတော်ကြီးရဲ့ဘဲစိတ်လဲလို့ပေါ်လာပြန်တယ်ခတ်တယ်ခင်ဖုံးတော်ကြီးရဲ့တိတ်ခတ်တယ်နေထွက်ဆမှတုံနေတဲ့ငှက်နှုတ်သေးရဲ့အရေးလေးနေလေခင်တူတူဝင်သွားသလိုပါပဲဗုဒ္ဓဘုညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကိုယ်သဘောနဲ့ကိုအရှုံးပေးလိုက်ခြင်းနဲ့တောင်ကုန်းလေးတောင်မှမျက်တွေစိမ့်မှုဆောက်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်ထိုက်တန်တန်နားလဲပါတယ်ခင်ဖုံးတော်ဝီတရင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးတွေရဲ့အာကိုယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်မူးမရွာတဲ့ဝါဆိုကိုဘလို့အမည်မျိုးပြောင်းလဲမှဲ့ခေါ်ခြင်းပါတယ်လေခင်ဖုံးတော်ဝီဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်အစီအစဉ်တခြားမရှိတဲ့ရေမျောအိမ်ကြီးတွေတိဘက်တောင်နရန်ကနန်းတော်ဟောင်းတွေစသဖြင့်ကျုံတွေဥယျာဉ်မြေနုကျွန်းနဲ့ကန်းနီကန်းဝေတနေတကြီးမှပြေးပြေးလေးညင်းတွေဂုံတရီရှိလန်ကိုင်တက်ဦးနဲ့တီးမှုတ်ချီတက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာသာခင်ဖုံးတော့ဝေဖြည့်ပါပုံမြင်မစခင်ပုံမြင်လေးထဲမှာကောင်းကင်ဘာအယောင်လဲဆိုတာမမီနေသေးရင်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာကိုယ့်ဘာသာရှုံကြည်လိုက်ပါမယ်ဒီနေရာကစွန့်စားကန်တွေစောင့်သိမ်းရမယ့်နေရာမဟုတ်ပါဘူးစူကောင်းရောတချင်းတပုတ်ရဲ့ချိုးပိုင်နေရာကိုကက်ကက်လာနေရုံမျှပါပဲစွန်နီနီလေးတက်သွားတဲ့နောက်ချိုးဖြူဖြူလေးထက်ကြံမကွာချီလေးရနှောင်လေးပါသွားတာပါပဲတန်ရောစင်ရဲ့တိချလက္ခဏာရဲ့တစ်ခုပါခင်ဖုံးတော်ဝေးခွင့်လွန်နိုင်ရင်ကြည်အေးစေခြင်းနဲ့ပညာရှိတွေရဲ့နိုင်ငံတော်ဦးအတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးအဖော်ပြနေရတဲ့သူစင်ရဲတို့ရဲ့တက်ကွင်းခင်းညံ300သည်ကျွန်တော်အလုပ်စင်းရင်မှာတော့နှုတ်မရပဲမရအစားထိုးမရခင်ဖုံးတော်ဝေးစိတ်တစားတစ်ချိုသေးလေးလိုပန်းချိုပွင့်လေးလိုအလိုမကြတာတော့ပြန်မပြင်းရဘူးကဲကြည်စမ်း